channel ဆင်းမယ်ပေါ့နော် channel ကိုလိုက်ပြပါမယ်ရှင်ကြည့်ပါနော်ဒီမှာ4လလောက်စိုက်ထားတယ်5 6လလောက်စိုက်ထားတယ်ကျတော့နေပင်ပေါ့နော်ကျတော့နေပင်ရဲ့ဒီလိုလေးဖြစ်နေပါပြီရှင်ပြီးရင်ဒီမှာမာလကာပင်ပါရှင်အန်ရိုအိမ်နောက်ဖေးမှာစိုက်ထားတဲ့မာလကာပင်ပါရှင်ပြီးရင်ဒီမှာငရုတ်ပင်ဒီမှာတံပယိုပင်ပါရှင်အဲဒီစိုက်တာရုံပြီးပင်ညာသိမ့်ဖြစ်ပါဘူးရှင်ညောင်တောင်တောင်လေးဖြစ်နေဒါကတော့ဒီမှာပေါ့နော်အမေစိုက်ထားတဲ့ပဲပင်ပါရှင်အမေပဲပင်စိုက်ထားတဲ့ဒါဆိုရင်ဒီမှာဆိုရင်ဒါတနခါပင်ပေါ့နော်တေးလေးနဲ့သူကဒီတနခါပွင့်နေပင်ဒါဂိုင်းဆက်ပြိုးပြီးစိုက်ထားတဲ့6ပင်လေးပါရှင်ဒီပဲပင်ကဒီမှာပဲတော့ရှည်ပေါ့နော်သူကဒီမှာပဲတော့ရှည်ပါရှင်ချက်မောင်ပင်ကအသိမကောင်းပါနော်ဒါကန်းကောပင်ဒါကတော့ဒီပင်ကတော့ဒါဘာပင်လဲဆိုတော့မရှိစုပင်ဒီမှာခရမ်းကတော့ပဲပေါ့နော်ခရမ်းချက်ဒီတိတ်မကြိုက်ပါဘူးတီးနေပင်နေပဲပြီးရင်ဒီမှာပေါ့နော်အမေဆိုင်ထားမကြည့်တခွားသီးစုလေးနဲ့တခွားသီးပါရှင်တခွားသီးအများကြီးပြီးနေပြီပေါ့နော်ခူးစားတာလည်းအများကြီးပဲမကြည့်တခွားသီးပြီးနေပါပြီရှင်ဒီမှာတခွားပင်လေးပါရှင်တခွားပင်လေးကိုမြဲစတင်လေးနဲ့လုပ်ထားတယ်ပေါ့နော်ဒီမှာမကြည့်ကြီးပဲတကယ်တော့တခွားသီးလည်းတီးနေပါပြီဒီမှာဟုတ်ပါနော်ခရမ်းကတော့တီးရယ်ပြီးရင်ဒီမှာပဲတောင်ရှည်ပေါ့နော်ဒီမှာပဲတောင်ရှည်ပါပဲတောင်ရှည်လေးတီးနေပါပဲရှင်ပြီးရင်တခွားသီးကလည်းဒီမှာတခွားသီးဒီမှာဆိုရင်ကြီးပဲတခွားသီးအများကြီးပဲတီးနေပါပြီရှင်ပြီးရင်ဒီမှာမယမ်းပင်ပါစာလေးပါရှင်ဒါကတော့မယမ်းပင်ပါရှင်ပြီးရင်ဒီမှာဘူးပင်နေပါရှင်ဘူးပင်နေပါနော်ဘူးပင်နေတော်တန်နေဒီကတခွားပင်ပါရှင်ဒီမှာပဲတောင်ရှည်ပင်ပြီးရင်ဒီကတော့ထောပတ်တီးပင်ပေါ့နော်ပြီးရင်ဒီမှာငရုတ်ပင်နေပါငရုတ်တီးရခူးထားရပေါ့နော်ငရုတ်တီးရပါရှင်ပွင့်နေအများကြီးပွင့်နေပါပြီရှင်ငရုတ်ပင်ပြီးမှခင်းကျင်ပင်ပဲအောင်ရှည်ပင်မတမ်းမြပင်နဲ့ဩဇာပင်ပါရှင်ဒီမှာပေါ့နော်ဒါပဲအောင်ရှည်ပင်ပေါ့နော်ဒီမှာပဲတီးလေးတီးနေပါရှင်ညာကြီးပေါ့နော်ဒီမှာဘယ်ထိတက်မှလဲတော့မသိပြီးရင်ပေါ့နော်ဒီကောင်ကတော့ဒါစိန်တလုံးတရက်ပင်ပါရှင်ဒီမှာတခွားပင်ပြီးဒီမှာရုံးပတိပင်နေပါရှင်ရုံးပတိတီးနေပါပြီရုံးပတိပင်အများကြီးပါပဲရှင်ရှင်းသွားလို့ပေါ့နော်တောင်သွားလိုက်တဲ့ဟာရှင်းသွားတော့တချို့ဟာတွေကခိုးလို့မရမျိုးစည်းပြန်ထားမှပဲရမှာပေါ့နော်ပြီးတော့ဒီမှာခင်းကျင်ပင်ပါရှင်ဒါလေးပေါ့နော်ဇာနီတို့ရှမ်းနောက်ပေးမှာစိုက်ထားတဲ့ပင်လေးပေါ့နော်ပြီးရင်ဒီမှာပေါ့နော်ဒါကကြတော့ကျိန်ငါပင်ပေါ့နော်ကျိန်ငါပင်ကိုခိုးအောင်မခိုးစားနဲ့တော့ဒီမှာအများကြီးပဲဆင်လမ်းထိုးရတော့အောက်မှာပဲအင်းနောက်ဖေးရစိုက်ခင်းလေးပါရှင်စုံစမ်းစီပေါ့နော်စုံနေရပါပဲရှင်အဲ့ဒီဘာမှမဟုတ်ပြန်နဲ့လာပြပေးတာပါဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်